လူတယောက်ဟာသေကနေဘာကိုမှမဲရရမဟုတ်ဖ ೇನೆ စိတ်တွေရှုပ်ထွေးပြီးတော့သေကနေမှာအိမ်မက်ထဲမှာကြားရီတွေးလိုက်သမင်းနေတွေးလိုက်ခွေအုပ်ကြီးတွေးလိုက်တောတွေတောင်တွေတွေးလိုက်နွားအုပ်ကြီးတွေရောက်သွားလိုက်နဲ့အဲ့ဒါလို့အိမ်မက်မဲ့တယ်လို့ဝေခွဲလို့မရအောင်တွေးဝေမိန်မောပြီးသေသွားပြီဆိုရင်နွားအုပ်ကြီးမြင်းနေတော့အိမ်မက်မဲ့နေတော့သေသွားလို့ရှိရင်နွားသွားဖြစ်တာပဲခွေအုပ်ကြီးတွေရောက်သွားရင်ခွေသွားဖြစ်တယ်ဒါတိရစ္ဆာန်ဘဝကိုအဲ့ဒီနီးနဲ့ရောက်ရှိသွားကြတာပဲဖြစ်တယ်ဘယ်သူပဲဖြစ်ဖြစ်ကိုလုတ်ခဲ့တဲ့လုံရက်တေးချောင်မို့လို့သေကနေမှာမကောင်းတဲ့အာယုန်တွေနဲ့တူဖြစ်ရတယ်ကောင်းတာတွေလှုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့နေစဉ်ဘုရားရှိခိုးတယ်စီမီပန်းရေချမ်းကတ်တယ်သီလဆောက်တည်တယ်တရားနာတယ်ဆိုရဒါတွေလည်းယင်တဲ့နှလုံးထဲမှာဆွဆွမြဲမြဲရောက်လာပြီဆိုရင်သေကနေ့မှာစိတ်ထဲမှာကြည်နူးပွေရာတွေတွေ့အခုပဲဘုရားတကယ်ချင်းပေါင်းတဲ့နေနဲ့ကြောင်းပြီးကြောင်းကိုသွားပြီးရိတ်သားကိုသွားပြီးတရားထိုင်မယ်သို့မဟုတ်တရားထိုင်နေကြတယ်ဆိုတာမြင်ကွင်းနေဥပုသ်ဇေယသွားကြတယ်ဆိုတဲ့မြင်ကွင်းနေအလှတန်းလုံးနေကြတယ်ဆိုတဲ့မြင်ကွင်းနေအိမ်မက်ထဲမှာမက်လာပြီးတော့အဲ့ဒီအချိန်လေးမှာသုတိကျသွားလို့ရှိရင်လူဘဝမျိုးပြန်ပြီးတော့ရောက်လာတတ်တယ်ပေါ့ယမယခဂတိနမိတ်ဆိုတာလေးတွေဖြစ်တယ်အမေရိကန်နိုင်ငံမှာသက်တော်90လောက်မှပြန်တော်မူသွားတဲ့ဆရာတော်ကြီးတစ်ပါးသူဟာအတိတ်ဘဝတုန်းကလည်းပဲလူဘဝကလာတာသူပြန်ပြောတာလေးကိုသတိထားကြည့်သူရဲ့အတိတ်ဘဝမှာသူခန္ဓာကိုယ်မှာအနာကြီးပေါက်တယ်အနာကကြီးပြီးတော့ရင်းလာတဲ့အခါမှာဆေးရုံရောက်တယ်အနာရဲ့တန်ကိုမခံနိုင်လို့အနာကအလွန်ကျွံဖြစ်ပြီးစိတ်ကူးရင်မှာပဲသူဟာဆုံးသွားတယ်လူဘဝဆုံးသွားတဲ့အချိန်မှာသူ့အလောင်းကိုချတာသူကိုယ်တိုင်ပြန်မြင်လောင်းချတဲ့ပိဋကတ်ထဲသူလည်းပါသူကိုယ်သူသေတယ်ဆိုတာလည်းမသိဘူးအလောင်းချတာသူ့လောင်းချနေတယ်ဆိုတာတော့သိတယ်သူကိုယ်တိုင်လောင်းချတဲ့စီပါသွားတယ်သူ့လောင်းမြေမြုပ်တင်းညုပ်ပြီးတဲ့အခါသူဟာတယောက်တည်းတောအုပ်ထဲမှာကြံရစ်တယ်ဒါသူပြန်ပြောပြတာနော်တောအုပ်ထဲကြံရစ်ပြီးတော့တယောက်တည်းထိုင်ပြီးတော့တော့ကြတော့သူ့နာမည်ကိုလှမ်းခေါ်တယ်မြင်းစည်းလာတဲ့အဖိုးကြီးတယောက်သူ့နာမည်ကိုလှမ်းခေါ်တော့ဟာငါခေါ်တာပဲလို့ကြည့်လိုက်တော့အဖိုးကြီးတယောက်မြင်တယ်မြင်းမောအဖိုးကြီးကလှမ်းပြောလိုက်တယ်သူ့နာမည်ခေါ်ပြီးမင်းငါနောက်လိုက်ခဲ့သူလေဘာရလို့မဟုတ်ခဲ့ဆိုထားလိုက်သွားတော့ကိုဖြတ်ပြီးတော့ကြော်လိုက်တဲ့အခါမှာသူတို့ရွာဖြစ်တယ်နော်သူတို့ရွာတွေ့တယ်သူတို့ရွာမှာသူ့ရဲ့အိမ်ကိုတွေ့တာပဲသူနေကြတယ်ဟာတာငါတို့ရွာပဲငါအိမ်ပဲဆိုပြီးတော့အဲ့ဒီဖိုးကြီးကမင်းဒီအိမ်မော်တက်ဒီအိမ်မှာနေရလို့ပြောတယ်သူတို့အိမ်မော်သူတက်တာတက်လို့မရဘူးတဲ့ဒါအိမ်မက်တွေလိုဖြစ်နေတာပေါ့နော်တက်လို့မရဘူးတက်မရတော့မြင်းစည်းတဲ့ဖိုးကြီးကကြည့်ဒီအိမ်တက်မရရင်လည်းဟိုဘက်အိမ်တက်ကွာလို့ဆိုအဲ့ဒီအိမ်မော်ကျတော့ရှောရှူရှူရောက်တယ်ဒီဘဝမှာအဲ့ဒီအိမ်မှာသူမွေးတာဒါလည်းဂတိနမိတ်တစ်မျိုးပဲသေကံနီးမှာလူတွေဟာမလွဲမသွေအာယုနမိတ်တစ်ခုခုစိတ်ထဲမှာဆွဲလန်းပြီးတော့တည်သွားကြတာကြီးပဲဖြစ်တယ်အဲ့ဒီချိန်မှာ
ကောင်းတဲ့ဘုံဘဝမကောင်းတဲ့ဘုံဘဝစိတ်အခြေအနေအားလျော်စွာကိုလုံးတဲ့ကံအားလျော်စွာယထာကမ္မံခမိတ္တန္တိပုံညပပဖလူပကကိုလုံးခဲ့တာဒီအားကောင်းတဲ့အရာကကုသိုလ်ကအားကောင်းရင်ကုသိုလ်တွေရင်ထဲမှာဖြစ်တယ်အကုသိုလ်ကအားကောင်းနေအကုသိုလ်တွေရင်ထဲမှာဖြစ်တယ်တခါတရံကျတော့အခွင့်အရေးရတာနဲ့လည်းဆိုင်တယ်အဲ့အချိန်မှာအကုသိုလ်ကအခွင့်အရေးရလို့ရှိရင်အကုသိုလ်ကဝေကျိုးပေးလိုက်တယ်အကုသိုလ်စိတ်ကလေးဖြစ်နေတော့သိသွားရင်မကောင်းတဲ့ဘုံဘဝရောက်သွားကုသိုလ်စိတ်ကလေးဖြစ်နေတော့သိသွားရင်ကောင်းတဲ့ဘုံဘဝရောက်သွားဒါကြတော့အခွင့်အရေးလို့ခေါ်တယ်အဲ့ဒီအခွင့်အရေးနဲ့လည်းဖြစ်နိုင်ထီဖွင့်တာတွေတွေ့ဘူးကြလိုက်ပဲခဏမျိုးစုံရေးထားတဲ့ဘောလုံးလေးတွေကိုလှည့်ပြီးတော့ထုတ်လိုက်တဲ့အခါဘယ်ကဏ္ဍအရင်ထွက်မယ်ဆိုတာပြောလို့မရဘူးအနည်းဆုံးရောက်နေတဲ့ကဏ္ဍကအရင်ထွက်သွားတယ်ဘောလုံးလေးကအရင်ထွက်သွားတယ်အဲ့ဒါလိုပဲလူတွေဟာလွန်ခဲ့တဲ့အချိန်တွေကလုပ်ခဲ့တဲ့ကုသိုလ်ကိုပြန်ပြီးတော့အောက်မေ့သွားတာလည်းရှိတယ်ငယ်စဉ်ကလုပ်ခဲ့တဲ့အကုသိုလ်တွေကိုပြန်ပြီးတော့အောက်မေ့ပေါ်ပြီးတော့ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဘယ်ဟာအောက်မေ့မယ်ဆိုတာတမန်ပုထုဇဉ်ပုဂ္ဂိုလ်တရားအနေနဲ့ဆုံးဖြတ်နိုင်စွာမရှိဘူးဥပမာမဲ့အိပ်ပျော်နေလို့ရှိရင်အိမ်မက်ဆိုတာထိန်းချုပ်လို့မရဘူးလေသူမက်ချင်တာမက်တာသူမက်ချင်တာမက်တေဂဏီမှာအိမ်မက်လို့ဟာမျိုးတွေမက်ပြီးတော့သိဆုံးသွားတဲ့အခါမှာဘဝတစ်ခုရောက်သွားကြဒါတမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာဒီအနေအထားမျိုးနဲ့ဖြစ်သွားကြတာပဲအဲ့ဒီအချိန်မှာလိမ္မာပတ်တဲ့မိကောင်းဆွေကောင်းသားကောင်းသမီးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေကြတယ်ကုသိုလ်ကောင်းမှုပြုပေးတယ်တို့တို့သက်သာကောင်းကုသိုလ်ကောင်းမှုတွေဖြစ်အောင်ဆောင်ရွက်ပေးကြတယ်ဆိုရင်အဲ့ဒီကုသိုလ်စိတ်လေးနဲ့လည်းတည်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်မလိမ္မိုးမလိမ္မာတွေကြတော့ဘာလုပ်လဲတေဂဏီမှာဗန်စာအုပ်ဘယ်နှထားခဲ့တယ်ရွှေကဘယ်နှမြုပ်ထားတာတော့ဘသူစီကြွေးတောင်းစရာဘယ်မှာရှိတော့လဲဆိုတည်တဲ့လူကိုစိတ်မဖြောင်းအောင်လုပ်လိုက်လို့ကတိကောင်းဖြစ်သွားတဲ့လူလည်းရှိတယ်တေဂဏီစိတ်အခြေအနေဆိုတာအမှန်တမ်းအရေးကြီးတာပေါ့ကောင်းတဲ့စိတ်နဲ့တည်သွားရင်ကောင်းတဲ့ဘုံဘဝရောက်သွားနိုင်သေးတယ်ပေါ့နော်ဒါကြောင့်လူဘဝဆိုတာဒီပုံစံနဲ့သွားတာဘယ်သူကမှကိုယ်ထိန်ချုပ်တာမဟုတ်ဘူးကိုလို့တဲ့ကံတွေကအဲ့ဒီကံတွေဟာကိုယ်စီမှာပါလာပြီးတော့တင်သတ္တအနုခံဟောတိဒီတဝတည်းမကဘူးနောက်ဘဝမှာလည်းပဲကိုယ့်ရဲ့နေမှာရှိနေတယ်ဆိုတာငယ်ငယ်ဟာအကြောင်းအရာတွေဟာပျောက်နေတော့လေတခါတည်းမစင်စားဘဲနဲ့ပေါ်လာထထတွေသတိထားမိကြပါလေအဲ့ဒါခေါင်းထဲမှာပေါ်လာတယ်ဆိုတာကိုလုတ်ခဲ့တာတွေရှိနေတယ်ဆိုတာသတိထားမှာဖြစ်တယ်အဲ့ဒီပုံနဲ့ဘဝမှာသွားနေကြတာအရေးကြီးတာဘာလဲလို့ဆိုလို့ရှိရင်တန်တရားထဲမှာအမှားအယွင်းတွေလွဲချော်မှုတွေဖြစ်နေတတ်တယ်အမှားအယွင်းဆိုတာလွဲမှားမှုတွေပေါ့လွဲမှားတယ်ဆိုတာ၃မျိုးရှိတယ်စာပေကလွဲမှားမှုကိုဝိပ္ပန္နတလို့ခေါ်တယ်ဝိပ္ပန္နတဆိုတာလွဲမှားစွာထင်မြင်မြင်ခြင်းတင်ညာဝိပ္ပန္နတဆိုတာအထင်လွဲတာအထင်မှားတာစိတ်တဝိပ္ပန္နတဆိုတာအတိမှားတာဒိဋ္ဌိဝိပ္ပန္နတဆိုတာအမြင်မှားတာအမှတ်၃မျိုးရှိတယ်နော်အမှတ်မှားတာလည်းရှိအမှတ်မှားတာတွေဆိုရင်တမန်အဖြစ်ကိုပစ္စည်းလေးပဲနားထားတယ်ဆိုတာတခါတလေအမှတ်မှားနေတာရှိတယ်
ဘသူပေးလိုက်တယ်မပေးလိုက်ဘူးဆိုတာလဲအမှတ်မှားချက်မှားတယ်မိထတဲ့ပုဂ္ဂိုလ်တွေအဲ့တော့မှားယွင်းမှုဆိုတာဖြစ်တတ်တယ်တမန်အဖြစ်ပုထုဇဉ်တွေဟာတင်ညာဝိပ္ပန္နတာဆိုတဲ့အမှတ်မှားမှုစိတ်တဝိပ္ပန္နတာဆိုတဲ့အတိမှားမှုဒိဋ္ဌိဝိပ္ပန္နတာဆိုတဲ့အမြင်မှားမှုအဲ့ဒီအမှား၃မျိုးတွေနောက်ွယ်မှာဘာဖြစ်လဲဆိုရင်လှုပ်ဆောင်တဲ့ကံကြမ္မာတွေဖြစ်ပေါ်လာတယ်မှားတာကိုအကြောင်းပြုပြီးတော့အမှားတွေယက်တာမဟုတ်ဘူးအမှားကိုအမှန်ထင်ပြီးတော့အမှားအယွင်းတွေကိုထပ်ပြီးတော့လှုပ်တယ်လှုပ်တဲ့အခါကျတော့ကံတရားတွေဖြစ်လာပြန်တယ်ပေါ့နော်ဆိုပါစို့သူတော်ဘာအသက်တတ်လို့ရှိရင်ကောင်းကင်ဘုံရောက်တယ်လို့တကယ်ရောက်မရောက်ကိုယ်တိုင်လည်းမသိဘူးအဲ့ဒါကိုအမြင်မှားပြီးတော့သူများတွေကိုလက်ရဲဆဲရဲတတ်တယ်အဲ့လိုတတ်လို့အမှားအယွင်းကိုအမှန်ထင်ပြီးတော့လှုပ်ထားရကြတော့အယူဝါဒနဲ့ပတ်သက်သည့်အတွက်ကြောင့်ဒိဋ္ဌိဝိပ္ပန္နတာလို့ခေါ်တယ်ဒိဋ္ဌိဝိပ္ပန္နတာတင်ညာဝိပ္ပန္နတာဆိုတဲ့အမှတ်မှားမှုဆိုတာတီကောင်နဲ့ခောက်ဆွဲရခက်ဆင်ညမှာတီကောင်ဟင်းညိုချက်ထားတာကိုခောက်ဆွဲဟင်းညိုမှတ်ပြီးတော့တောက်မနေ့ကြတဲ့အခါကျတော့တီကောင်ဟင်းညိုဖြစ်တယ်ခောက်ဆွဲဟင်းညိုအမှတ်နဲ့တောက်တော့ကောင်းတယ်တီကောင်မှန်းသိတဲ့အခါကျတော့ရော့နေအန်နေအဲ့ကြတော့ဒါကအမှတ်မှားတာလို့ခေါ်တယ်ဥပမာတစ်ခုကြည့်ပဒုံလေးတစ်ကောင်ရဲ့အမှတ်မှားမှုကျက်တူရေးတစ်ကောင်ရဲ့အမှတ်မှားမှုတပြေပင်ကြီးတစ်ပင်မှာအသီးတွေကတီးနေတယ်တပြေသီးဆိုတာညိုညိုလေးနော်မှဲ့ပြီဆိုလို့ရှိရင်အညိုရောင်လေးကျက်တူရေးရဲ့နှုတ်သီးဟာအနီးရောင်နီးရဲနေတာပဒုံဆိုတဲ့အကောင်ကပန်းပွင့်အနီတွေတွေ့လို့ရှိရင်သူကပန်းဝတ်ရည်ကိုစုပ်မယ်ပန်းတွေကအနီရောင်ရှိတယ်အစိမ်းရောင်အဖြူရောင်ရှိတယ်ဝါရောင်ရှိတယ်ကျက်တူရေးတစ်ကောင်ကတပြေပင်ပေါ်မှာနားနေတယ်ပဒုံတစ်ကောင်ကပြန်လာတယ်ကျက်တူရေးရဲ့နှုတ်သီးကိုကြည့်ပြီးဒီပင်ကပွင့်နဲ့ပန်းပွင့်လို့အောင်မေ့ပြီးတော့နှုတ်သီးပေါ်သွားနားတယ်ကျက်တူရေးကလည်းပဲတပြေသီးစားနေတဲ့ကျက်တူရေးဖြစ်သည့်အတွက်ကြောင့်ပဒုံတစ်ကောင်နားလိုက်တဲ့အခါမှာတပြေသီးကြီးလို့ထင်ပြီးတော့ပဒုံကိုစားလိုက်တယ်အဲ့တော့ကျက်တူရေးကလည်းမှားတယ်ပဒုံကလည်းမှားတယ်အဲ့တော့မျိုးကြတော့တင်ညာဝိပ္ပန္နတာလို့ခေါ်တယ်အဲ့ဒီလိုအမှားမျိုးတင်ညာဝိပ္ပန္နတာတန်တရားထဲမှာအမှားယွင်းနေနဲ့လှုပ်ဆောင်ပြီးတော့နေကြတယ်အတိမှားတယ်အယူမှားတယ်အယူမှားလို့ဘာသာဝါဒတွေမတူကြဘူးကိုကိုွယ်ရာကိုယုံကြည်ရာလူတွေဟာလှုပ်တယ်လှုပ်တိုင်းဟာအမှန်ကြီးမဖြစ်ဘူးမှားတာတွေလည်းရှိတယ်အကြောင်းအကျိုးတကယ်ဟုတ်ပြီဆိုမှအမှားမှန်ဆိုတာတခါတရံမှာအဖြေထုတ်နိုင်မှအမှားမှန်ဆိုတာသိတာဖြစ်တယ်အဖြေမထုတ်နိုင်သေးပဲနဲ့အပြောလေးနဲ့တင်ဆုံးဖြတ်လို့မရဘူးနော်ဒါကြောင့်လူတွေမှာတန်တရားထဲမှာအမှားအယွင်းတွေရှိတယ်အရေးကြီးတဲ့အမှားအယွင်းတွေနဲ့ပတ်သက်ပြီးတော့ပြောကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေဟာကိုရထားတဲ့ဘဝကိုမစင်စားပဲနေရင်ကိုယ့်ကိုမသေးဘူးလို့ပဲထင်တယ်မနှစ်ကလည်းငါပဲဒီနှစ်လည်းငါပဲဟိုရင်တော့လည်းငါပဲ
ဒါပဲလို့စိတ်ထဲမှာအပြောင်းလဲမရှိတဲ့ထာဝရမြဲတဲ့အမြဲထင်မှတ်တယ်တကယ်ကတော့မြည်ရည်တွေဟာစီးနေတယ်လို့ပဲထိုင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကိုယ်ရှိမှမြစ်ကြီးဟာစီးနေတယ်မနေ့ကရေတစ်စက်မှမရှိတော့ဘူးဒီနေ့စီးနေတာဒီနေ့ရေတွေပဲရေကစီးသွားပြီသို့တော့ဘယ်ခါတော့ကြည့်ကြည့်မြစ်ထဲမှာရေရှိနေတဲ့အခါမနေ့ကရေလို့ပဲထင်တယ်ထို့တူပဲကိုယ့်ရဲ့ခန္ဓာကိုယ်ရုပ်ပုံလွှာတွေစိတ်အနေထားတွေဟာမနေ့တုန်းကလည်းငါပဲဒီနေ့လည်းငါပဲလို့ထာဝရလို့ထင်နေကြတယ်သို့တော့အဲ့ဒါတွေဟာထာဝရမဟုတ်ဘူးပြောင်းလဲပြီးတော့နေတဲ့အရာတွေသာဖြစ်တယ်လို့ဆိုတာကိုလူတွေဟာမသိနိုင်ကြဘူးမသိတဲ့အခါကျတော့မမြဲတဲ့အရာကိုမြဲတယ်လို့စိတ်ထဲမှာထင်ခြင်းဟာမှားယွင်းခြင်းတစ်ခုပဲနော်မှားယွင်းတာအမှတ်တင်ညာအဖြစ်နဲ့အမှတ်မှားပြီးမှတ်မှားတာလည်းပါတယ်အတိမှားတာလည်းပါတယ်အမြင်မှားတာလည်းပါတယ်အဲ့ဒါလို့မှားယွင်းမှုနဲ့ဘာတွေလုံးကြတော့ရဲတယ်လို့ထင်ပြီးတော့ကိုယ့်ဘဝကောင်းစားလိမ့်မယ်ထင်ပြီးတော့အကုသိုလ်တွေလုံးကြတယ်ဘဝအရေးစာဝတ်နေရေးအတွက်တရားရည်ရဲ့အသက်ကိုတတ်တယ်သူများဥစ္စာခိုးဖို့ကြိုးစားတယ်သူတော်ဘာသားမယားပြစ်မှားတယ်စတယ်အကုသိုလ်လုပ်တွေကိုလည်းလုပ်ကြဘဝကောင်းစားဖို့ဆိုပြီးတော့လှူမှုတမ်းမှုဒါနကောင်းမှုလည်းလုပ်တယ်ကိုချင်းသီလကိုလည်းစောင့်ရှောက်ကြတယ်ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အမှားအယွင်းမကင်းသေးတဲ့ပုဂ္ဂိုလ်တွေဟာအမှားကိုအမှန်ထင်ပြီးတော့လှုပ်ကြတာလို့သူတို့ဆိုလို့တယ်ပေါ့ထို့တူပဲတကယ်အစစ်မှန်ကကျင့်တတ်เสียမကောင်းတဲ့ဒုက္ခဘဝဆိုတာဘဝရလာကြတဲ့ကဒီဘဝအတွက်ဘလောက်ဆင်းရဲဒုက္ခတွေရောက်တယ်ဆိုတာကလေးငယ်လေးဘဝကနေပြီးတော့ချိနေစဉ်နဲ့အမျှအစာစားပေးရတယ်ဖြားတယ်နားတယ်စတဲ့ဒုက္ခတွေနဲ့တဖြည်းဖြည်းကြီးထွားလာပြီးတော့လူတွေဟာဒုက္ခနဲ့ရင်ဆိုင်နေရဘဝကြီးကိုထာဝရလို့ထင်နေတဲ့ပုဂ္ဂိုလ်တွေကပျော်စရာလို့ဆိုပြီးဒုက္ခကိုဒုက္ခဆိုတဲ့အနေအထားဖြင့်ထင်မြင်ကြတယ်တကယ်ကတော့ဘဝဟာဒုက္ခပဲဘာကြောင့်လို့ဆိုရင်တဖြည်းဖြည်းအိုးမယ်တဖြည်းဖြည်းနားမယ်နောက်ဆုံးသိမယ်ကိုမမိအိုဖအိုရီရှိတဲ့အခါစဉ်းစားကြည့်လေငါတို့လည်းတနေ့ဒီလိုအိုးမှဆိုတာမစဉ်းစားဘူးမစဉ်းစားဘူးငါတို့ဟာထာဝရနုပြုတ်နေတယ်လို့ချမ်းသာတယ်လို့ဒုက္ခကိုဒုက္ခလို့ထင်တာဟာလည်းပဲအမမှားခြင်းအတိမှားခြင်းအမြင်မှားခြင်းဆိုတဲ့သုံးမျိုးနဲ့မှားနေကြတာထို့တူပဲလူတွေဟာကျမ်းမာတန်ဆွမ်းနေတဲ့အခါမှာကိုလှုပ်တာဖြစ်တယ်လို့ထင်ကြတယ်တကယ်ကတော့ကိုလှုပ်လို့ဖြစ်တာတခုမှမရှိဘူးတဘာဝတရားတွေဟာအကြောင်းအကျိုးမြတ်တာနေတဲ့အခါမှာသူ့ရဲ့တဘာဝအတိုင်းဆွမ်းဆောင်မှုပေးနေခြင်းသာဖြစ်တယ်တဘာဝကဆွမ်းဆောင်မှုပေးနေတာကိုလှုပ်တယ်လို့ထင်နေကြတယ်ပညာသင်တယ်ပညာတတ်တယ်ငါလှုပ်လို့ရတယ်စီဝါဥစ္စာရှာတယ်စီဝါဥစ္စာတွေဖြစ်တယ်ငါလှုပ်လို့ရအလုံးငါလှုပ်လို့ရတယ်ငါအလိုတိုင်းမဲ့အကုန်ဖြစ်တယ်လို့စိတ်ထဲမှာထင်တယ်စဉ်းစားကြည့်နောက်ဆုံးမှာကိုယ်ခန္ဓာကိုယ်ကြီးဟာလေဖြတ်သွားရင်ငါလှုပ်လို့မရဘူးဆိုတာအဲ့ကြတော့မှတွေ့ပြန်တယ်အကြောင်းအကျိုးမညီညွတ်လို့တခုဖြစ်သွားရင်ငါလှုပ်တိုင်းမရဘူးဆိုတာသဘောပေါက်လားအေးငါလှုပ်လို့ရတယ်လို့ထင်နေတာအတ္တတကယ်ကတော့သဘာဝတရားတွေအကြောင်းကျိုးညီညွတ်နေတဲ့အခါမှာသွားနေတာကာရစီဆိုပါစို့အင်းကြီးကလည်းကောင်းတယ်စီကလည်းကောင်းတယ်အလုံးဘိန်းတွေကလည်းကောင်းတယ်
အဲ့ဒီအနေထားနဲ့ရှိနေတဲ့ကားကြည့်ပြီးတော့ငါမောင်းကျင်တဲ့နေရာမောင်းလို့ရတယ်လို့လူတိုင်းဟာအထင်ရောက်တာကြည့်ပဲကောသို့တော့အဲ့ဒီထဲကကရိယာတွေတစ်ခုခုချိုးယွင်းလာပြီဆိုရင်ကိုသွားခြင်းတဲ့နေရာသွားလို့မရတော့ဘိတ်ပေါက်ရင်လည်းသွားမရဘူးဝါယာကျိုးတစ်ချောင်းပြုတ်သွားရင်လည်းသွားလို့မရဘူးအဲ့ဒါလို့ကိုယ့်ရဲ့အလိုတိုင်းမဖြစ်ဘူးဆိုတာဟာတခုခုချွင်းသွားတဲ့အခါကျတော့ပေါ်လာသို့တော့တာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေကကိုယ်အလိုတိုင်းအလုံးဖြစ်နေတယ်လို့ထင်နေတာဟာအနတ္တကိုအတ္တလို့အထင်မှားခြင်းအသိမှားခြင်းအမြင်မှားခြင်းပဲဖြစ်တယ်ဒါတွေမကဘူးလူတိုင်းဟာကြည့်ကိုမလှဖို့မလှအောင်ပြုပြင်ရေးမိုးချိုးရှင်မွေးနန္ဒလိန်ချာအဝဇ္ဇကောင်းလေးတွေလှမှန်လေးတကြီးနဲ့ကိုလှတယ်လို့ပဲထင်ကိုလှတယ်လို့ထင်သို့တော့တည်တည်ချာချာလေးနဲ့စဉ်းစားကြည့်ကိုတောင်မတရိစေရကောင်းတယ်ရှင်မိုးမချိုးပဲနဲ့နေကြည့်ရှင်မိုးချိုးထားပြီးတောင်မှပဲခန္ဓာကိုယ်ကြီးတွေကထွက်တဲ့အရာတွေကိုကြည့်ပါးစပ်ကထွက်တာပဲဖြစ်ဖြစ်မျက်စိကထွက်တာပဲဖြစ်ဖြစ်နှာခေါင်းကထွက်တဲ့အရာပဲဖြစ်ဖြစ်နားတွေကထွက်တာပဲဖြစ်ဘယ်အရာများမွေးကြိုင်တာရှိတော့နောက်ဆုံးတွိုင်းလက်ထဲသွားတဲ့အရာတွေဆိုရင်လူတွေဟာလေခန္ဓာကိုယ်တွေကထွက်လာတာတွေကြည့်လိုက်မယ်ဆိုရင်သိမ်းထားစရာတခုမှမရှိဘူးအဲ့ဒါတွေကိုတန်ဆင်းနေလှပါတယ်လို့ထင်ထားတဲ့ခန္ဓာကိုယ်ကြီးတွေကထွက်ထားတာတွေဟာမတန့်စင်နဲ့မလှမပယွန်စရာတွေကြီးပဲဖြစ်နေတယ်ဆိုတာထင်ရှားခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့မိသားစုတကယ်ချင်းပေါင်းတစုစားကောင်းတောက်ဖွယ်တွေကိုဝိုင်းပြီးတော့စားတဲ့အခါမှာတပျော်တစ်ပါးစားကြတယ်ခန္ဓာကိုယ်ရဲ့ရောက်သွားပြီဗိုက်ထဲရောက်သွားပြီနောက်ဆုံးမှာအစာဟောင်းဘဝရောက်သွားပြီဆိုတဲ့အခါကျတော့တကယ်ချင်းအပေါင်းတစုပြီးတော့များစွန့်တာတွေ့ကြတာအဲ့ဒီကြတော့ဘာလုပ်လဲတွိုင်းလက်ထဲဝင်ချက်ထိုးပြီးတော့တယောက်ထဲနှာခေါင်းပိတ်ပြီးတော့စွန့်အဲ့ဒါပဲအလားတော့ဆိုခန္ဓာကိုယ်ရဲ့အလားတာပဲဒါတွေကအဲ့ဒီသဘောတွေကိုဆင်ခြင်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်ဆိုတာယွန်စရာကောင်းတဲ့မတင့်တယ်တဲ့အတုပတာဖြစ်တယ်သို့သောကိုယ်ကနေစဉ်ဘဝမှာမတင့်တယ်တဲ့ခန္ဓာကိုယ်ကြီးကိုတင့်တယ်တယ်လို့စိတ်ထဲမှာထင်နေခြင်းဟာမှားယွင်းခြင်းပဲဖြစ်တယ်အမှန်မှားတယ်အတိမှားတယ်အယူမှားတယ်တကယ်အစ်စ်မှမဟုတ်တာလွဲချော်နေတယ်အဲ့တော့ဘုန်းကြီးတို့တွေမမြဲတာကိုမြဲတယ်လို့ထင်နေခြင်းဟာအမှန်မှားခြင်းအတိမှားခြင်းအယူမှားခြင်းပဲဖြစ်တယ်ဆင်းရဲတာကြီးကိုဒုက္ခလို့ထင်နေလို့ရှိရင်အမြင်မှားခြင်းအတိမှားခြင်းအယူမှားခြင်းပဲဖြစ်တယ်အမှန်မှားခြင်းအတိမှားခြင်းအယူမှားခြင်းပဲဖြစ်တယ်ကိုမလုံနိုင်တဲ့အရာကြီးကိုကိုယ်လိုတိုင်းမဖြစ်တဲ့အရာကြီးကိုကိုယ်လိုတိုင်းဖြစ်တယ်လို့ထင်နေခြင်းသည်အမှတ်မှားခြင်းအတိမှားခြင်းအမြင်မှားခြင်းသာဖြစ်ပါတယ်မတင့်တယ်တဲ့ခန္ဓာကိုယ်ကြီးကိုတင့်တယ်တယ်လို့ထင်မှတ်နေခြင်းဟာအမှတ်မှားခြင်းအတိမှားခြင်းအမြင်မှားခြင်းသာဖြစ်ပါတယ်ဆိုလိုတာကတင်ညာဝိပ္ပန္နတာအမှတ်မှားခြင်းစိတ်တဝိပ္ပန္နတာအတိမှားခြင်းဒိဋ္ဌိဝိပ္ပန္နတာအမြင်မှားခြင်းသို့မဟုတ်အယူမှားခြင်းလို့တန်တရားထဲမှာဒီလိုအမှားအယွင်းနေနဲ့လူတွေဟာနေစဉ်ဘဝမှာနေကြအဲ့ဒီမှားယွင်းမှုကိုအကြောင်းပြုပြီးတော့ကောင်းမှုမကောင်းမှုဆိုတာတွေကိုလောက်ကြပြန်တယ်
လောက်ကြသည့်အတွက်ကြောင့်ကောင်းကျိုးဆိုးကျိုးတွေကိုလူတွေဟာရရှိပြီးတော့နေကြတယ်ဒါတန်တရားဘဝမှာအဲ့တိုင်ကောင်းကျိုးဆိုးကျိုးတွေကိုရရှိခံစားကြရတယ်ကောင်းကျိုးရတဲ့အခါလေးမှာစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ပျော်ရွှင်ကြဆိုးကျိုးရတဲ့အခါမှာကျတော့စိတ်နှလုံးမသာမယာနဲ့ကြိတ်မိတ်ခံကြကြအဲ့ဒီလိုဘုံဘဝတစ်ခုမှာအမှားယွင်းနေနဲ့အမှန်မသိပဲနဲ့လူရဲ့ဘဝမှာဖြတ်သန်းနေကြတာပဲဖြစ်တယ်ဒါကိုစပိကျမ်းကမှာပါဠိပြောတော့ဆိုအနိစေနေသတင်ကြီးနောဒုက္ခေသဒုက္ခတင်ကြီးနောမမြဲတဲ့ခန္ဓာ၅ပါးကိုမြဲတယ်လို့အမှတ်မှားတယ်ဆင်းရဲတဲ့ခန္ဓာကြီးကိုချမ်းသာတယ်လို့အမှတ်မှားတယ်အနတ္တနိသအတ္တတိကိုယ်လိုတိုင်းမဖြစ်တဲ့ခန္ဓာကြီးကိုကိုယ်လိုတိုင်းဖြစ်တယ်လို့အမှတ်မှားတယ်အတုပေသူဘတင်ကြီးနောမတင့်တယ်တဲ့ခန္ဓာကိုယ်ကြီးကိုတင့်တယ်တယ်လို့အမှတ်မှားတယ်အဲ့ဒီလိုမှားယွင်းနေတဲ့ပုဂ္ဂိုလ်တွေတရားတွေဟာမိစ္ဆာဒိဋ္ဌိဟတ္တတတ္တခိတ္တစိတ်တဝိတင်ကြီးနောယူနှံခြင်းတစ်မျိုးပဲမမှန်ကန်တဲ့အတွေးတွေကိုအကြောင်းပြုပြီးတော့စိတ်ယူပေါက်နေခြင်းသာဖြစ်တယ်ယဟန္တာပုဂ္ဂိုလ်တွေအရိယပုဂ္ဂိုလ်တွေအနေနဲ့ကြည့်လိုက်လို့ရှိရင်ပုထုဇဉ်တွေဟာယူနှံနေတဲ့ပုဂ္ဂိုလ်တွေပုထုဇဏောဥမ္မတကောလို့ဒါကြောင့်ပြောတာတာမန်ပုဂ္ဂိုလ်တွေကတော့ကြည့်လေလူတယောက်ဟာအဝတ်ကလည်းဆိုးဆိုးပြက်ပြက်အမိုက်ပုံထဲမှာဟိုဟာရဲရှာတာရဲရှာဆိုတဲ့အယူတယောက်ကိုမြင်ရင်ဒီလူကြီးဟာယူနေတာပဲလို့ပြောကြမှာပဲနော်ကိုလည်းအဲ့ဒီပုံစံဖြစ်နေအရိယာသူတော်စင်တွေကကြည့်မယ်ဆိုရင်အမိုက်ပုံကြီးထဲမှာရဲရှာနေတာနဲ့တူနေတယ်ကာမဂုဏ်အာယုန်ဒီပေါ်မှာတမက်တမောနဲ့မခွဲနိုင်မခွာနိုင်ဆွဲလန်းနေခြင်းဟာစိတ်ဓာတ်ယူသွတ်နေခြင်းပဲဖြစ်တယ်ဒါကိုအမှားအယွင်းကိုကအကောင်းထင်တယ်တကယ်အကောင်းမဟုတ်ဘူးအဲ့ဒီလိုဘဝတစ်ခုရနေတယ်အဲ့ဒီလိုရနေဘာဖြစ်လဲဒီယောဂယုတ်တာမာရတအာယောဂခေမိနောစနာကိလေသာတွေရဲ့နှောင့်ဖွဲ့ထားမှုခံရတဲ့ပုဂ္ဂိုလ်တွေဟာဘယ်တော့မှငြိမ်းချမ်းမှုဆိုတာရှိမှာမဟုတ်ဘူးတဲ့ရှင်ထဲကပူလောင်မှုတွေနဲ့တတ္တခိသန္တိတန္တာရံဇာတိမရဏကာမိနောမွေးဖွားလိုက်သေဆုံးလိုက်မွေးဖွားလိုက်သေဆုံးလိုက်ဆိုတဲ့တန်တရားထဲမှာဘုန်းကြီးတို့တွေဟာလူဖြစ်လာပြီမကြခင်သေသွားကြပြန်နောက်တစ်ခါပြန်မွေးပြန်နောက်တစ်ခါသေသွားပြန်နဲ့အဲ့လိုတရားရည်ရဲ့ထုံးတမ်းစင်လာတိုင်းတန်တရားကြီးတွေကထွက်ပေါက်မရအောင်တဝဲလေလေဖြစ်နေကြတာဖြစ်တယ်အဲ့ဒီတန်တရားတွေကအမှားယွင်းနေကိုမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မှသိလာတယ်မြတ်စွာဘုရားကအမှားယွင်းနေနဲ့ပတ်သက်ပြီးတော့ဘုရားပွင့်လာတဲ့အခါမှာထောက်ပြဖို့ယတာသဗုဒ္ဓောလောကတမေဥပ္ပစ္ဆန္တိပပင်္ဂရာလောကကြီးကိုအလင်းရောင်ပေးတဲ့ဘုရားမြတ်စွာပေါ်လာတဲ့အခါမှာတေမန္ဓမ္မံပကသင်္တိဒုက္ခပသမခာမိနာဆင်းရဲဒုက္ခတွေကလုံးဝချုပ်ငြိမ်းသွားတဲ့လမ်းကြောင်းကြီးတစ်ခုကိုရောက်စေနိုင်တဲ့တရားဓမ္မကိုဟောပြပေးတယ်။မှားယွင်းမှုတွေကိုတဲ့ပေးတယ်အမှန်တွေ့အောင်ဓမ္မလမ်းကြောင်းနဲ့ပေးတယ်။မြတ်စွာဘုရားဟောတဲ့ဓမ္မလမ်းကြောင်းဆိုတာမမြဲတာကိုမမြဲဘူးလို့သိအောင်ဆင်းရဲတာကိုဆင်းရဲတယ်လို့သိအောင်
ကိုလို့မရတဲ့ကိုအလိုတိုင်းမဖြစ်တဲ့အရာတွေကိုမဖြစ်ဘူးလို့သိအောင်ကိုယ်ခန္ဓာကိုယ်ရဲ့မတင့်တယ်မှုမတင့်တယ်ဘူးလို့သိအောင်လမ်းကြောင်းအမှန်ကိုဖော်ပြပြီးတော့ရှင်းလင်းစွာဟောပြပေးတယ်အဲ့လိုရှင်းလင်းဟောပြပေးတဲ့တရားကိုနားလဲရတဲ့အခါကျတော့တေတံသုတ်တော်နာတပ္ပညာအသိပညာရှိလို့မြတ်စွာဘုရားဟောကြားတဲ့တရားကိုနားလဲရတဲ့အခါကျတော့ပင်ကိုစိတ်ကလေးပြန်ရလာတယ်ပင်ကိုစိတ်ဆိုတာကောင်းတာကိုကောင်းတယ်လို့သိတယ်မကောင်းတာကိုမကောင်းဘူးလို့သိတယ်ယူနှံနေတဲ့ပုဂ္ဂိုလ်တယောက်ဟာမစင်ကိုမစင်လို့မသိတော့ဘူးမစင်ကိုတခြားအရာမြင်ပြီးတော့မစင်နဲ့ရွှေမကွဲပြားတော့ဘူးအဲ့ဒါလို့ယူနှံသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာအမှတ်တင်ညာတွေမေးလျော့ပြီးတာမန်လူတွေမလုပ်တဲ့အလုပ်တွေကိုလုပ်လာအဲ့ဒါလိုပဲပုထုဇဉ်တွေဟာတမန်အရိယာပုဂ္ဂိုလ်တွေရှောင်တဲ့အရာတွေကိုအကောင်းထင်ပြီးတော့လုပ်နေကြကိုယ်စိတ်ကိုရတဲ့အခါဘုရားဟောတဲ့တရားကိုနားလဲရတဲ့အခါမှာကိုယ်စိတ်ကိုပြန်ပြီးတော့ရလာအဲ့ဒီနေရာမှာမြတ်စွာဘုရားကဥပမာလေးဟောထားတာရှိတယ်လူတယောက်ဟာတဲ့မျက်စိနှစ်ကွင်းအလင်းမရဘူးအဲ့ဒီအချိန်မှာလူပြောင်လူနောက်တွေနဲ့တွေ့တဲ့အခါမှာစုပ်ပြက်ညစ်ပေနေတဲ့အဝတ်ကြီးကိုပိုးပဆိုးလို့လိန်ပြောပြီးတော့အဲ့ဒီလူကိုဝတ်ပေးထားကြတယ်အဝတ်ကယွန်းစရာကောင်းတယ်ညစ်ပေစုပ်ပြက်နေတဲ့အဝတ်ကြီးကိုသူဆင်ပေးထားတယ်သို့တော့သူတို့ပြောထားတဲ့အတိုင်းကြည့်ပြီးတော့သူ့အဝတ်ကြီးကိုသူကတသတာနဲ့တမိုးကြီးမှတဲ့အဝတ်ကြီးသူဝေးရတယ်လို့စိတ်ထဲမှာထင်နေတယ်ဒီနေ့ကျတော့မျက်စိကူးပေးတဲ့ဆေးသမားတော်နဲ့တွေ့တဲ့အခါမှာအစွမ်းထက်တဲ့မျက်စင်းကိုခတ်ပေးလိုက်တယ်ခတ်ပေးလိုက်တဲ့အခါသူ့မျက်စိကပြန်မြင်တယ်ပြန်မြင်တဲ့အခါသူ့အလိန်ခံထားရတယ်ဆိုတာအဲ့ဒီကျွန်မသိတယ်စုပ်ပြတ်ပြီးတော့ဒီအနန္တကလည်းမကောင်းညစ်ပေးနေတဲ့အဝတ်ကြီးကိုဝတ်ပေးထားတယ်ဆိုတဲ့လူတွေပေါ်မှာမကြည်မနှက်ဖြစ်သွားတယ်သူစိတ်အမှန်ပြန်ရတဲ့အခါအကောင်းနဲ့အဆိုးကိုသူကမြင်သွားနိုင်တယ်အဲ့ဒါလိုပဲဘုန်းကြီးတို့တွေဟာအဆိုးကိုအကောင်းထင်နေကြတယ်အကောင်းကိုဆိုးထင်နေကြတယ်ကိုယ်စိတ်ကိုပြန်မရကြဘူးစိတ်အမှန်ပြန်မရောက်ကြမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုနားလဲရတဲ့အခါမှာကိုယ်စိတ်ကိုအမှန်ရပြီးတော့မမြဲဘူးဆိုတဲ့အရာကိုမမြဲဘူးလို့မြင်တတ်လာတယ်ဆင်းရဲတယ်ဆိုတဲ့အရာကိုလည်းဆင်းရဲတယ်လို့မြင်တတ်လာတယ်ကိုယ်လိုတိုင်းမဖြစ်ဘူးဆိုတဲ့အရာတွေကိုလည်းကိုယ်လိုတိုင်းမဖြစ်ဘူးလို့မြင်တတ်လာကြတယ်မတင့်တယ်တဲ့အရာကိုလည်းမတင့်တယ်တဲ့အရာလို့မြင်တတ်လာတယ်သမ္မာဒိဋ္ဌိသမ္မာဒါနာသဗ္ဗဒုက္ခဥပိစ္ဆတိအမှန်ကြီးမြင်လာတဲ့အခါကြတော့မှအခက်ခဲတွေဆင်းရဲဒုက္ခတွေအလုံးကိုကျော်လွှားသွားနိုင်တယ်။တော့တန်တရားတွင်မှာအမှားအယွင်းနေကြောင်းလူတွေဟာတန်တရားထဲမှာ30ပုံစုံကြီးဆန်းကြီးလူဘဝရောက်လိုက်နတ်ဘဝရောက်လိုက်ငရဲတိရစ္ဆာန်ဘဝရောက်လိုက်နဲ့ဘုံဘဝတွေမှာကံကြမ္မာအတိုင်းစုံကြီးဆန်းကြီးအတိမကျပုံမွားတွေသွားနေရတဲ့အနေအထားကြီးတစ်ခုအမှန်ကန်သိလာပြီဆိုတဲ့အခါမှာဒီတန်တရားစက်ဝန်းကလွတ်ကင်းသွားနိုင်ကြတာဖြစ်တယ်တန်တရားတွေကအမှားအယွင်းနေဆိုတာကိုဘုန်းကြီးတို့တွေအမှန်မြင်အောင်ကြိုးစားအပ်တော့ဘာနဲ့အမှန်မြင်အောင်ကြိုးစားအောင်လဲဆိုရင်ကြည်အမှန်မမြင်လို့ပဋိစ္စသမုပ္ပါဒ်မှာအဝိဇ္ဇာကြောင့်သင်္ခါရနောက်ဆုံးမှာဇာတိစရမရဏဆိုတာနဲ့ဆုံးသက်ပြီးသောကပရိဒေဝဒုက္ခဒေါမနတဥပယတဆိုတဲ့
ဘဝရဲ့ပူလောင်တဲ့အရာတွေနဲ့ပဲဘဝမှာနေထိုင်နေကြရတာဖြစ်တယ်နောက်ဆုံးမြတ်စွာဘုရားရဲ့အဆုံးအမကိုရတဲ့အခါမှာတန်တရားဝတ္တင်ကလွတ်ကင်းအောင်တမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်ထိုမှန်ကန်တဲ့အမြင်ရဖို့အတွက်မှန်ကန်တဲ့အတွေးတမ္မာသင်္ကပ္ပမှန်ကန်တဲ့အပြောမှန်ကန်တဲ့လုပ်ရမှန်ကန်တဲ့သမွေဝမ်းချောင်းဆိုတဲ့ကိုချင်းသီလမှန်ကန်တဲ့ကျိုးပန်းအထောက်မှုမှန်ကန်တဲ့စူးစိုက်မှုမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုတဲ့တမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတာတွေနဲ့ကြိုးစားအထောက်လိုက်တဲ့အခါကျတော့မှတန်တရားဝုတ်ကိုလွတ်အောင်ရှုံးထွက်နိုင်တဲ့အနေအထားမျိုးရအဲ့တော့အမှားယွင်းကိုမကျော်လွှားနိုင်သေးသမျှကာလပတ်လုံးအမှားတန်တရားထဲမှာပဲကျင်လည်နေကြအောင်မှာပဲဖြစ်တယ်အမှန်သိဖို့ရအတွက်ကတော့အသိပညာရမှဒါကြောင့်ကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ဆိုရဲကံကံရဲ့အကျိုးကိုသိမြင်တဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိကအစဝိပဿနာတမ္မာဒိဋ္ဌိနေသဒုက္ခအနတ္တဆိုတဲ့သဘာဝတရားတွေကိုအစစ်မှန်တိုင်းရှုမြင်နိုင်တဲ့ဝိပဿနာတမ္မာဒိဋ္ဌိဒီမှန်ကန်တဲ့အမြင်တွေကိုရရှိပြီးကြိုးပမ်းအထောက်မှတန်တရားဝဆင်းရဲတွေကလွတ်ခင်းတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်တန်တရားတွေကအမှားတွေကြောင့်လူတွေဟာမမှန်ကန်တဲ့လူရတဲ့ကုသိုလ်ကံအကုသိုလ်ကံတွေလုပ်ပြီးတော့တန်တရားထဲမှာတဝဲလဲလဲနဲ့ဒုက္ခခံနေကြဒီထဲမှာဒီကနေ့ခေတ်မှာတတိပြုစရာလေးတစ်ခုလည်းပဲမသားဖို့လိုအပ်တယ်တတိပြုစရာကဘာလဲလို့ဆိုလို့ရှိရင်နော်တိုက်ဆိုင်မှုအမှားလေးကိုလည်းတတိထားဖို့ဒီလောက်ရတစ်ခုဟာမှားတယ်မှန်တယ်ဆိုတာကိုယ်အထင်နဲ့ကိုယ်အမြင်နဲ့မဆိုင်ဘူးအမှန်တရားသည်အမှန်တရားအနေနဲ့ရှိတယ်အဲ့ဒါကိုတိုက်ဆိုင်မှုနဲ့ယုံကြည်မှုတွေဖြစ်သွားပြီးလူတွေဟာအမှားကိုအမှန်ထင်ပြီးတော့လုံးပြီးတဲ့အခါမှာဆင်းရဲဒုက္ခရောက်ကြတာလေးကိုပုံပြင်လေးတစ်ခုအနေနဲ့မှတ်သားကြည့်ဖို့ဒီကနေ့ခေတ်မှာလည်းသတိထားစရာပေါ့တိုက်ဆိုင်မှုတွေကအလွန်များတယ်950ဇတ်ထဲမှာပါတဲ့ဇလံကလေးတစ်ပုဒ်ပေါ့ဒီကနေ့ခေတ်နှိုင်းရှင်ပြီးပြောရမယ်ဆိုရင်ချဲနံပါတ်ပေးလို့ပေါက်သွားရင်မှန်လိုက်တာဆိုရယ်တိုက်ဆိုင်မှုပေါ့နော်။နောင်လည်းပဲသူပေးရင်မှန်တယ်လို့ထင်ပြီးတော့လူတွေကဆွဲလန်းတတ်ကြတယ်ပေါ့။ဒါတွေကတိုက်ဆိုင်တယ်လို့ပြောတာအမှန်တရားမဟုတ်တိုက်ဆိုင်လို့ဖြစ်တဲ့အရာတွေဒီ950ဇတ်ထဲမှာပါတဲ့အကြောင်းအရာလေးတစ်ခုကိတဝိဆာဆိုတဲ့ယသိတစ်ပါးဟာဒဏ္ဍကိဆိုတဲ့ဘုရင်ကြီးရဲ့နိုင်ငံဘက်ကိုသွားပြီးတော့ကုမ္မဝတီဆိုတဲ့မြို့ကဥယျာဉ်တစ်ခုထဲမှာအေးအေးဆေးဆေးအဲ့ဒီမှာနေထိုင်နေပေါ့အဖြစ်ပြက်ကဘလို့ဖြစ်တော့ယသိသူတော်စင်သောကိတဝိဆာလို့ဆိုတဲ့အတိုင်းခန္ဓာကိုယ်ကပိန်နေရေမိုးချိုးတာမရှိသည့်အတွက်ကြောင့်အနေထိုင်ကညင်ညစ်ဆုပ်ဆုပ်ဖြစ်တယ်ယသိဆိုတဲ့သဘောကသဗ္ဗေနေကိုခေါင်းလျှော်တာလည်းမရှိဘူးဖြေတာရှင်းတာလည်းမရှိဘူးဆိုတဲ့ဆံจิตလို့ထုံးထားတဲ့ဟာဖြစ်တယ်အဲ့ဒီယသိဥယျာဉ်ထဲမှာသူ့ဟာသူအေးဆေးဆေးတရားနဲ့နေတဲ့ယသိတနေ့ကျတော့ဘာဖြစ်လာလဲဆိုဒဏ္ဍကိဘုရင်ကြီးကရှေ့ခေတ်မှာအချောဆုံးအလှဆုံးအမျိုးသမီးတွေကို
ပြည်တစာဆိုတဲ့ယာဓုခန့်ထားတာရှိတယ်ဒါသူတို့ခေတ်ကနော်အချောဆုံးအလှဆုံးအမျိုးသမီးတွေဟာကန်ဆိုးရှာကြတယ်သူတို့ဟာဘုံဆိုင်သဘောမျိုးဖြစ်သွားတယ်တရက်တော့အဲ့ဒီပြည်တစာဘုရင်ကယာဓုခန့်ထားတဲ့အမျိုးသမီးကိုအကြောင်းတစ်ခုခုကြောင့်ဘုရင်ကြီးကယာဓုကချလိုက်တယ်ယာဓုပေးထားတယ်ဆိုတော့ဘုရင်ကငွေကြေးဒဏနဲ့နေရာထိုင်ခင်းတွေပေးထားတာယာဓုပြုတ်သွားပြီဆိုရင်ငွေကြေးလည်းမရဘူးနေရာလည်းမရအဲ့ဒါလို့ဖြစ်သွားတော့သူကဥယျာဉ်ထဲရောက်တော့ခုနယသိကိုမြင်တယ်မြင်တဲ့အခါမှာဘလို့အတွေးပေါက်တယ်လဲဆိုငါဟာဆက်ဆုပ်เสียစက်တည်မရှိတဲ့ယသိကိုတွေ့ရတယ်အဲ့ဒီစက်တည်မရှိတဲ့ယသိကိုယသိရဲ့ခန္ဓာကိုယ်ငါမှာဒီဘုရင်ကြီးကယာဓုချလိုက်တော့သူကန်ဆိုးနေတယ်အဲ့ဒီကန်ဆိုးနေတဲ့အရာတွေကိုဒီသူရုပ်ပေါ်မှာတတွေးထွေးလိုက်ရလို့ရှိရင်ငါကန်နေပြန်ကောင်းလိမ့်မယ်လို့ယူဆတာလူလောကဆိုတာအထင်ကြီးတော်တော်ဆိုးတယ်နော်မှားရွေးနေအတွေ့သူရုပ်မှာကိုတတွေးထွေးလိုက်ရလို့ရှိရင်သူ့ခေါင်းကိုတတွေးထွေးလိုက်လို့ရှိရင်ငါဟာကံကောင်းလိမ့်မယ်ငါရဲ့ကံဆိုးတွေဟာပျောက်သွားလိမ့်မယ်သူ့ပေါ်ကိုခုပေးလိုက်မယ်ပေါ့အဲ့လိုအတွေးနဲ့သူဟာယသိရဲ့ခေါင်းပေါ်ဆန်းချစ်ထဲကိုတတွေးထွေးထည့်လိုက်တယ်အဲ့လိုတတွေးထွေးပြီးတော့သူ့ကိုယ်သူကံကောင်းပြီဆိုတဲ့ပြည်တစာမှာစိတ်ကထင်သွားတဲ့အချိန်လေးမှာဘုရင်ကြီးကလိုက်ရှာခေါ်ပြီးတော့သူ့ကိုယာဓုပြန်ခံလိုက်တယ်တိုက်ဆိုင်သွားတာနော်တိုက်ဆိုင်သွားတယ်သူ့စိတ်ထဲမှာဘာဖြစ်သွားလဲဒီယသိကိုတတွေးထွေးလိုက်ရလို့ယသိခေါင်းကိုတတွေးထွေးလိုက်ရလို့သူဟာယာဓုပြန်ရတယ်လို့ရှုဆသွားအဲ့ဒါကြောင့်တိုက်ဆိုင်မှုတွေကိုထူးသတိထားဖို့လိုအပ်တယ်ကိုလုပ်တဲ့အလုပ်ဒီမကောင်းတဲ့အလုပ်မဖြစ်စေဘူးတိုက်ဆိုင်မှုတွေဆိုတာရှိတယ်ဆိုတာတတိထားဖို့သူဟာမဟုတ်တာလုပ်ပြီးတော့မဟုတ်တာလုပ်လို့ကံကောင်းတယ်လို့တိုက်ဆိုင်မှုအပေါ်မှာယုံကြည်လိုက်တာသူယာဓုပြန်ရသွားပြီထို့တူပဲသူယာဓုပြန်ရပြီးတဲ့နောက်မှာပရောဟိတ်ကြီးကလည်းယာဓုပြုတ်သွားတယ်ယာဓုပြုတ်သွားတော့ပရောဟိတ်ကငါနှမငါလည်းယာဓုပြုတ်တယ်ဘာလုပ်ရမလဲလွယ်ပါတယ်ဟိုဥယျာဉ်ထဲကယသိယုတ်ရဲ့ခေါင်းကိုသွားပြီးတော့တတွေးထွေးလိုက်ယာဓုပြန်ရတယ်ရေရဟာခြေတာပေါ့နော်ရေရဟာခြေတယ်ရေရဟာခြေတာဆိုတာဗမာတွေမှာသာရှိတာမဟုတ်ဘူးတခြားနိုင်ငံမှာလည်းရှိတယ်အင်္ဂလိပ်လိုရေရဟာခြေတယ်ဆိုတဲ့စကားလုံးကိုသိကျင်လို့ရှိရင်ပြောပြမယ်ရေရဟာခြေတယ်ဆိုတာမကောင်းတဲ့ကံတရားတွေကိုကောင်းအောင်ပြန်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်သူတို့ကြတော့ဘလို့သုံးလို့ဆိုရင်နော် keeping bad luck away bad luck ဆိုတာမကောင်းတဲ့ကံတရားတွေကိုတခြားကိုပို့ထားတယ် keep bad luck away ဆိုအဲ့ဒါရေရချေတယ်ဒုတိယကံမကောင်းမှုဆိုရင်မကောင်းတဲ့ကံတွေကိုအဝေးပို့ထားတယ်ဒါရေရချေတယ်ကောအဲ့ဒီပုံနာကြီးယာဓုပြုတ်သွားတော့ကံမကောင်းမှုသူလည်းရေရချေလို့ရှိရင်ယာဓုပြန်ရလိမ့်မယ်ဆိုရင်ခတိခေလည်းချေနေကြတာပဲလေရေရတယ်အဲ့တော့ကောင်းတဲ့ချေရင်တော့ကိစ္စမရှိဘူးမကောင်းတဲ့လှုပ်တွေလှုပ်ချေမဲ့ဆိုရင်ဆိုးကျိုးကလာနိုင်တယ်ပေါ့အဲ့တော့ဒီပရောဟိတ်ပုံနာကြီးကပြည်တစာမှာပြောတယ်လွယ်ပါတယ်ယာဓုပြန်ရခြင်းအဲ့ဒီဥယျာဉ်ထဲကယသိခေါင်းသွားပြီးတော့တတွေးထွေးလို့ဆိုတော့ပရောဟိတ်ကြီးကလည်းယာဓုပြန်ရခြင်းလို့သွားလို့ပြန်တယ်ဟ
ဟိုယသိကတကယ်သူတော်စင်ကြီးသိခံနေတာဘာမှမလုပ်ဘူးတရွေးထွေးလိုက်တရွေးထွေးပြီးမကြခင်နောက်တည့်ဘုရင်ကြီးကခေါ်ပြီးသူရာထူးပြန်ပေးတယ်ဟာကံကောင်းသွားပြီရေရကြေသွားပြီယူဆပြန်တိုက်ဆိုင်မှုနော်တိုက်ဆိုင်မှုကိုမှန်တရားလို့ယူဆပြီးတော့သူကျင့်တတ်တယ်စစ်ပွဲကြုံလာတဲ့အခါမှာအဲ့ဒီဘုရင်ကြီးကစစ်တိုက်ထွက်ရမယ်စစ်တိုက်ထွက်ရမယ်ဆိုတော့ပရောဟိတ်ဗုဒ္ဓရအကြံပေးတယ်ရှင်မင်းကြီးစစ်ပွဲအောင်မြင်သလားအောင်မြင်နေစစ်ပွဲအနိုင်ရချင်လို့ရှိရင်အဲ့ဒီယသိခေါင်းသွားပြီးတတွေးထွေးရင်စစ်ပွဲအောင်လိုက်မယ်လူဆိုတာကောင်းတယ်ဆိုရင်သွားလှုပ်တာပဲလေအသိဉာဏ်မရှိတော့ဘုရင်ကြီးရောစစ်ထွက်မဲ့တတ်သားတွေရောအလုံးဥယျာဉ်နဲ့သွားစစ်ထွက်တော့မဲ့အချိန်မှာဥယျာဉ်နဲ့သွားပြီးတော့ရသေးခေါင်းကိုတွေးတွေနဲ့ထွေးကြတာရသေးကြီးကတော့ဒီတိုင်းပဲသိခံနေရှာတကူလုံးဟာတွေးတွေနဲ့ပွားပြီးတော့ရသေးဟာခြေထားလိုက်ကြတာအဲ့ဒီလိုလုပ်ပြီးဘုရင်ကြီးကစစ်ထွက်သွားတဲ့အခါတိုက်ဆိုင်မှုနဲ့ဟိုကြတော့စစ်ပွဲအောင်လာပြန်နော်စစ်ပွဲအောင်လာဒါတွေဟာရသေးကြီးကိုတွေးထွေးလို့အောင်တယ်လို့သူတို့ဟာထင်နေကြအမှန်တော့တိုက်ဆိုင်မှုတက်တက်တာဖြစ်တယ်ပေါ့ပြန်လာတဲ့အခါကျတော့အောင်မွေးရလာပြီဆိုစစ်သူကြီးကတော့စဉ်းစားဉာဏ်ရှိတယ်စဉ်းစားဉာဏ်ရှိတော့ယသိကြီးစီသွားပြီးစိတ်မကောင်းစွာနဲ့ရှေးမိုးချိုးပြီးတော့တွေးတွေထွေးထားတာတွေကိုသုတ်သင်ရှင်းလင်းပေးတယ်ပေးပြီးတော့ယသိကြီးကိုလျှောက်တယ်ရှင်ယသိကြီးတိုင်းပြည်ဘာဖြစ်နိုင်တော့ဆိုတော့ယသိကြီးကပြောတယ်အေးငါကတော့အလုံးပေါ်မှာသိခံနဲ့ခွင့်လွတ်တယ်ဒါပေမဲ့လို့နတ်တွေကစိတ်ဆိုးနေကြပြီနတ်တွေကအစီဝေးထိုင်နေပြီဒီတိုင်းပြည်တစ်ခုလုံးကိုမြေမြုပ်ပြစ်မယ်ဆိုပြီးတော့အစီဝေးဆုံးဖြတ်ထားပြီနော်သူတို့လောက်ရကိုတိုက်ဆိုင်မှုကြောင့်ခဏတစ်ပြုတ်ကောင်းသွားတာကိုသူတို့အကောင်းထင်နေကြတယ်နတ်တွေကစိတ်ဆိုးနေပြီဒီတိုင်းပြည်ကြီးကိုဖျက်ဆီးလိုက်မယ်ဆိုတော့စစ်သူကြီးဟာသူ့သားမယားမိသားစုပစ္စည်းဥစ္စာတွေကိုယူပြီးတခြားတိုင်းပြည်ဘက်ကိုထွက်ပြေးသွားတယ်ခုနှစ်ရက်မြောက်တဲ့အခါကျတော့ကောင်းကင်ယံကသဲလေးတွေအပေါ်ကနေပြီးတော့မိုးပေါက်မဟုတ်ဘဲနဲ့သဲမုံလေးတွေရွာချလာသဲမုံလေးတွေကတန့်ပြန်ပြီးတော့နေတော့မြေပြည့်နေပေါ်မှာလည်းအကုန်လုံးတန့်ပြန်သဲမုံလေးတွေခင်းထားသလိုပဲတန့်ပြန်သဲမိုးရွာပြီးတဲ့အခါကျတော့ပန်းမိုးတွေရွာလိုက်တယ်လူတွေကဝမ်းသာကြတယ်မြေကြီးကလည်းတန့်နေတယ်မွေးကြိုင်နေတဲ့ပန်းမိုးတွေကလည်းကောင်းပေါ်ကကျလာတယ်ကျဉ်တ်နေကြတာလူတွေကပျော်လိုက်ကြတာခဏနေတော့ဒီငွေကြေးတနဒင်္ဂါရွာချပြန်တယ်တံမိုးသိမ့်မကြည့်တဲ့ဒင်္ဂါလေးတွေရွာချလိုက်တယ်အလူရဲ့လူတွေကဒင်္ဂါတွေရွှေဒင်္ဂါတွေကိုကောက်ကြတယ်ငါတို့ဟာကံကောင်းတာဒီယသိရုပ်ကြီးကိုလှုပ်လို့ငါတို့ကံကောင်းလာကြပြီလို့စိတ်ထဲမှာထင်နေကြတယ်ဒင်္ဂါမှုတွေရွာချပြီးတဲ့အခါမှာကောင်းကင်ယံကလက်ဝတ်ရတနာတွေချလာပြန်တယ်ယူကြတယ်လူတွေကပြောကြလက်ဝတ်ရတနာတွေဝတ်ကြစားကြတယ်သိမကြဘူးလက်ဝတ်ရတနာတွေလောဘနဲ့လူတွေဟာအိမ်ထဲမှာတယောက်မှမရှိအပြင်ထွက်ပြီးတော့နောက်ထပ်ဘာလာအောင်မလဲလို့မျောနေတဲ့အချိန်မှာမိကြီးခဲတွေပေါ်နေကြလာအဲကြတော့လောင်ပြီးတကူလုံးအကုန်လောင်တာဘယ်သူမှပြေးမလို့တော့ဘူးပေါ်မိကြီးခဲတွေရွာချပြီးတဲ့အခါကျတော့ဓာမိုးလှမိုးတွေကြွလာပြီအကုန်လုံးတရှိတရဝါတွေအကုန်လုံးဓာတွေလှနေနဲ့ခုတ်ဖြတ်ပြီးတော့လူတွေဟာပိုင်းပိုင်းတစ်ဖြတ်ပြီးအဲ့ဒီဘဝရောက်ပြီးသိဆုံးကုန်ကြအဲ့ဒီအချိန်ကျတော့မှ
သဲမိုးကြီးတစ်ခါထပ်ရွာချသဲမိုးကြီးရွာပြီးတော့လူတွေကောင်းတွေကိုအကုန်လုံးဖုံးပစ်လိုက်တယ်ဖုံးပစ်လိုက်တဲ့အခါအဲ့ဒီမြို့ကြီးတစ်မြို့လုံးဟာမြို့ပြက်ကြီးမြေပြင်ကြီးတစ်ခုဖြစ်သွားတယ်အားလုံးဟာမြေကြီးတွေပါမြုပ်ပြီးတော့အလောင်းတွေပါဖုံးပြီးတော့အားလုံးဟာပျက်စီးဆုံးရှုံးသွားတယ်ဘာတစ်ခုမှမကြံအောင်အကုန်လုံးဖုံးပစ်လိုက်တယ်နတ်တွေကသူတော်ကောင်းကိုပြစ်မှားတဲ့လူတွေကိုဒဏ်ခတ်တဲ့အနေနဲ့လှုပ်လိုက်တာပဲဖြစ်တယ်ဒါဟာတိုက်ဆိုင်မှုကိုအကောင်းထင်ပြီးတော့မဟုတ်တာတွေလုံးလို့ရှင်လဲကောင်းကျိုးရတယ်လို့လူတွေကယူဆကြတယ်အဲ့ဒါရဲ့အပြစ်ဒဏ်ကိုခံလဲရလို့ဒီကနေ့ထိအဲ့ဒီနေရာမှာသဲပြင်းကြီးတောအုပ်ကြီးအနေနဲ့သာရှိတယ်မြို့ပြန်မဖြစ်တော့ဘူးတဲ့အဲ့ဒီနေရာမှာဒါက950ဇတ်ထဲမှာသရဘိင်္ဂဇတ်ဆိုတာရှိတယ်အဲ့ဒီလိုမိုးရီမရွာခင်ခုနကယသိကြီးကိုသူတို့ရဲ့ခေါင်းဆောင်ဆရာယသိကြီးကတမ္မာတဲ့ယသိနှစ်ပါးကိုထမ်းစက်နဲ့လွှတ်လိုက်ပြီးတတွေးထွေးခံရတဲ့ကိတဝိဆယသိကိုဝေးရာကိုတည်ဆောင်သွားတယ်အဲ့ဒီယသိလည်းတည်ဆောင်သွားရောခုနလိုမိုးရီအမျိုးမျိုးရွာချပြီးလူတွေအလုံးသိဆုံးသွားကြတယ်ဒါဟာတိုက်ဆိုင်မှုလို့တိုက်ဆိုင်မှုကိုအဟုတ်ထင်ပြီးတော့မှားယွင်းမှုတွေကိုလှုပ်ဆောင်ကြလို့ဒုက္ခရောက်တယ်ဆိုတာသင်္ကန်းစာအနေနဲ့မှတ်သားဖို့လိုအပ်တယ်မှားယွင်းမှုအမှား၃မျိုးအမှတ်မှားခြင်းအတိမှားခြင်းအမြင်မှားခြင်းဆိုတဲ့တင်ညာဝိပ္ပန္နတစိတ်တဝိပ္ပန္နတဒိဋ္ဌဝိပ္ပန္နတအနိစ္စကိုနိစ္စလို့ဒုက္ခကိုဒုက္ခလို့အနတ္တကိုအတ္တလို့အတုပကိုတုပလို့အထင်မှားခြင်းအမြင်အမှတ်မှားခြင်းအတိမှားခြင်းအမြင်မှားခြင်းဆိုတဲ့၃မျိုးနဲ့အကြောင်းအရာ၄မျိုးကိုမြောက်လိုက်တဲ့အခါမှာဝိပ္ပန္နတမှားယွင်းခြင်း12မျိုးဆိုတာတန်တရားထဲမှာရှိနေကြတဲ့ပုဂ္ဂိုလ်တွေရှင်တဲ့နှလုံးထဲမှာဖြစ်တတ်တဲ့အမှားတွေပဲဖြစ်တယ်အဲ့ဒီအမှားတွေကိုသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိဆိုတဲ့သီလသမာဓိပညာမဂ္ဂင်၈ဖြာအကျင့်တရားဖြင့်ဖယ်ရှားနိုင်မှသာလေအမှားတန်တရားကလွတ်မြောက်နိုင်မှာဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့အမှားယွင်းကိုမှန်ထင်းနေပြီးလှုပ်ဆောင်သမျှဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရတတ်တာဖြစ်သောကြောင့်မြတ်ဗုဒ္ဓရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာမိမိတို့ကိုယ်တိုင်အမှားကိုအမှားလို့သိဖို့အမှန်ကိုအမှန်လို့သိဒီအသိကိုရအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးအမှားနဲ့အမှန်ခွဲခြားသိပြီးအမှားကိုရှောင်ရှားလို့အမှန်တရားကိုကြိုးစားနိုင်အောင်တတိဆောင်၍ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း